အားလုံးပဲမင်္ဂလာပါ။ e-cloud ကထုတ်တဲ့ RBB 363MB ရာ3 phase cycle လေးနဲ့မိတ်ဆက်ပေးပါရစေပေါ့နော်။ဒီ63MB ရာ3 phase cycle လေးရာဆိုလို့ရှိရင်ရခင်လက်ဟောင်း3 phase ကို modify လုပ်ထားလို့ပေါ့နော်။သူ့ရဲ့အထဲမှာပါတဲ့ relay နဲ့ component လေးတွေက quality ပိုကောင်းလာတယ်ပြီးလို့ရှိရင်ဒီခလုတ်လေးလေးလုံးနဲ့ပေါ့နော်။နှစ်ရပို့ပြီးတော့ regular ပြီးတော့ရေရှည်ခိုင်းတာကိုလည်းတွေ့ရမှာပေါ့နော်။သူ့ရဲ့ connection ကတော့ power supply အောက်ကဝင်ပြီးတော့ကြတော့ output ကအပေါ်ကနေထွက်တယ်ပေါ့နော်။မြားလေးနဲ့ပြထားပေးတယ်။ စတိတ်ချိန်မဲ့ဆို M ဆိုတဲ့ခလုတ်ကလေးကို2စက္ကန့်နဲ့အထက်ဖိထားပေးပါပေါ့နော်။လို့ရှိရင်သူက factory default အနေနဲ့ password ထည့်ထားတာပေါ့နော် password ထည့်ထားတော့ကြတော့တစ်သုံးလုံးရိုက်ထည့်ပြရမယ် factory default ကတစ်သုံးလုံးအရင်ဆုံးတွေ့ရတာက OU ဆိုတာ overbody ကိုဒီကောင်မှာဆိုလို့ရှိရင်220ကနေပြီးတော့300 body ဒီချိန်လို့ရတယ်ပေါ့နော်စိတ်ကက်တလုံးအနေနဲ့ဆိုလို့ရှိရင်ဒီ245 body လောက်ကတက်နေပေါ့နော်245 250ပေါ့ user ကိုသုံးယူမဲ့ body ကိုချိန်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ245ချိန်ပြထားတယ်ပြီးလို့ရှိရင်နောက် setting တစ်ခုကိုပြောင်းမယ်ဆိုလို့ရှိရင်ဒီအောက်မြလေးကိုတစ်ချက်နှိပ်ပြီးတော့ပေါ့နော်ဒါဆိုလို့ရှိရင် UU ဆိုတာ ana body ကကြတော့သူက80ကနေပြီးတော့210ဒီ adjust လုပ်လို့ရတယ်ပေါ့နော်ဒီစိတ်ကက်တလုံးအတွက်ဆိုလို့ရှိရင်190 body လောက်ကထားလို့တင်တယ်ပေါ့နော်အဲ့နောက် setting တစ်ခုချိန်မယ်ဆိုရင်အောက်မြလေးကိုတစ်ချက်နှိပ်ပြီးပါဒါဆိုလို့ရှိရင် ON ဆိုတာ over current ကိုကြတော့သူက 1 ampere ကနေပြီးတော့63 ampere အထိအပြည့်သုံးလို့ရတယ်ပေါ့နော်သူကဒီသူ့မှာပါ relay က90 ampere အထိလဲ10စက္ကန့်လုပ်ပေးသေးတယ်ပေါ့နော်အဲ့တော့ဒီ ampere ကိုလည်း user အနေနဲ့ကိုသုံးမဲ့ load device ကိုတွက်ပြီးတော့ကြတော့ ampere ကိုချိန်ပြီးသုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုတော့63 ampere ပဲချိန်ထားလိုက်မယ်ပေါ့နော်ပြီးရင်နောက်ထပ်အောင်များလို့တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် TO ဆိုတာတွေ့ရမယ် TO ကတော့ delay time ပေါ့ power supply ဝင်တာနဲ့ relay ကပ်ပြီးလုပ်မဲ့အချိန်ပေါ့နော်လုံးကိုစောက်မဲ့အချိန်သူကကြတော့5 second နေပြီးတော့6 second ထိချိန်ပြီးသုံးလို့ရတယ်ပေါ့နော် user လေးနဲ့ကိုသုံးယူချင်လို့ second ကိုချိန်သုံးလို့ရတယ်ပေါ့နော်ဒီမှာတော့ delay time 5 second ပဲထားလိုက်ပါပေါ့နော်ပြီးရင်အောင်များလေးကိုနှိပ်တဲ့အခါမှာ TA ဆိုတာတွေ့ရမယ် TA ဆိုတာကတော့ဗာလဲဆို over current trip delay time အဲ့တော့ user ကကိုချိန်ရတဲ့ ampere ထက်ကျော်သွားမယ်ဆိုလို့ရှိရင်သူ over current ဖြစ်သွားမယ်ဆိုလို့ရှိရင်ဖြတ်ချဖို့စောင့်ရမယ်အချိန်ပေါ့နော်အဲ့တော့သူကမြန်ဖြတ်လေကောင်းနေပြီးတော့ second ကိုနည်းထားလေကောင်းလေသူ့ကိုကြတော့0ကနေပြီးတော့700 second ထိချိန်ကြီးသုံးပြလို့ရတယ်ပေါ့နော်အဲ့တော့5 second ပဲထားလိုက်မယ်ပေါ့နော်ပြီးရင်နောက်စနစ်တစ်ခုအတွက်ဆိုအောင်များလေးကိုနှိပ်တဲ့အခါမှာ TSD ဆိုပြီးတွေ့ရမယ်ဒီ TSD ကကြာဒီ RBB 63 ampere လေးမှာအသစ်ထပ်လို့ပါရှိရပေါ့နော် function လေးပေါ့ဒါကဘာလဲဆိုတော့ short circuit ဖြစ်တဲ့အခါမှာလို့ရှိရင်ဖြတ်ချဖို့စောင့်ရမယ်အချိန်user ကဒီ motor တွေ compressor တွေသုံးမယ်ဆိုလို့ရှိရင် short circuit ဖြစ်နိုင်နေရှိရပေါ့နော်အဲ့ဆို short circuit ဖြစ်တဲ့အခါမှာဆိုလို့ရှိရင်သူကဖြတ်ချဖို့စောင့်ရမယ်အချိန်သူ့ကိုကြတော့0ကနေပြီးတော့5 second ထိ adjust လုပ်လို့ရတယ်ဒါ user အနေနဲ့ကိုသုံးမဲ့ load device ကိုမူတည်ပြီးတော့ကြတော့ဒီ delay time ကိုချိန်လို့ရတယ်ပေါ့နော်ဒီမှာတော့5 second ပဲထားပေးထားလိုက်မယ်ပေါ့နော်ပြီးရင်အောက်မြလေးကိုနှိပ်လိုက်မယ်အောက်မြလေးနှိပ်တဲ့အခါမှာ ASY ဆိုပြီးတွေ့ရမယ် ASY ကဘာလဲဆိုတော့ asymmetric voltage ratio ပေါ့နော်သူကကြတော့ neglect လုပ်လို့ရတယ်20ကနေပြီးတော့99% ထိလည်း adjust လုပ်လို့ရတယ်ပေါ့နော်ဒီစိတ်ကတလုံးအတွက်ဆိုလို့ရှိရင်80ရာခိုင်နှုန်းလောက်ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်သူ့ကိုအတိုးလျှော့လုပ်မယ်ဆိုလို့ရှိရင်လည်းအရင်ဆုံး M ဆိုတဲ့ခလုတ်တစ်ချက်နှိပ်လို့နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာတိုးလျှော့လုပ်လို့ရတယ်ပေါ့နော်အဲဆို80% ထားလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒါလေးမိတ်တုံးပြနေပြီဆိုလို့ရှိရင် M ဆိုတာလေးတစ်ချက်နှိပ်ပေးလိုက်ဒါဆို ASY ကမိတ်တုံးပြနေပြီဆိုလို့ရှိရင်ဒီ ASY ချိန်ပြီးသွားပြီပေါ့နော် ASY ချိန်ပြီးဆိုရင်အောင်ညာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နော်အဲ့ဆိုရင် CPR ဆိုပြီးတွေ့ရမယ် CPR ကဘာလဲဆိုတော့ continuous over current fault time ဒီတောက်လျှောက်ပေါ့နော် over current ဖြစ်နေတာကိုဘယ်နှကြိမ်ခွင့်ပြုမှာလဲပေါ့နော်အဲ့တော့ခွင့်မပြုချင်ဘူးလား off ထားလို့ရတယ်တကယ်လို့ခွင့်ပြုမယ်ဆိုလဲသူက1 to 20အကြိမ်တစ်ကြိမ်ကနေပြီးတော့အကြိမ်20တိခွင့်ပြုပေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကခွင့်ပြုချင်မှုဆိုရင် off ထားခွင့်ပြုပေးမယ်ဆိုလို့ရှိရင်ကြိုက်လောက်ထားလို့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်3ကြိမ်လောက်ထားပြလိုက်မယ်ပေါ့နော်အဲ့တော့3ကြိမ်ထားမယ်ဆိုတော့ ammo တစ်ချက်နှိပ်တဲ့ခါမှာဒီ off link မိတ်တော့ပေါ်လာပြီဆိုလို့ရှိရင်ဒါဆိုရင် continuous over current fault ကို3ကြိမ်ခွင့်ပြုပေးလိုက်တာပေါ့နော်ပြီးလို့ရှိရင် M လေးကိုတစ်ချက်နှိပ်ဒါဆို CPR မိတ်တော့ဖြစ်သွားပြီဆိုလို့ရှိရင်ဒီ continuous over current ကိုချိန်ပြီးသွားပြီပေါ့နော်ပြီးရင်အောင်များလေးကိုဆက်နေတဲ့အခါမှာ OUD အောက်ဆိုတာတွေ့ရမယ် OUD ကဘာလဲဆိုတော့ operation mode setting ပေါ့နော်ဒီ operation mode setting ကဘာလဲဆိုတော့ synchronous mode နဲ့ asynchronous mode ဆိုပြီးအချိန်နှစ်မျိုးရှိရယ်ဒီဟာလေးသုံးခုပြပေးနေတာကကြတော့ synchronous mode ပါ3 phase သုံးမယ်ဆိုလို့ရှိရင် synchronous mode ကိုပဲထားပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင် तू က line တချိုးလွတ်နေရဆိုလို့ရှိရင် तू ကအောက်ဖို့ထုတ်မပေးတော့ပေါ့နော်တကယ်လို့မှဒီအတုံးလေးမညီဘူးဆိုလို့ရှိရင် asynchronous mode ပေါ့နော် asynchronous mode ဆိုလို့ရှိရင် तू က line တချိုးလွတ်လဲအောက်ဖို့ကိုထုတ်ပေးနေရပေါ့နော် asynchronous mode လေးတစ်ချက်ပြပေးပဲပေါ့နော် M ဆိုတာလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ပေါ်များလေးနဲ့
အဲ့ဆိုလို့ရှိရင် तू ကဒါ asynchronous mode ပေါ့နော်3 phase သုံးမှာမလို့ synchronous mode ကိုပဲထားလိုက်မယ်ပြီးရင် ammo တစ်ချက်နဲ့ပြီးလို့ရှိရင်နောက်တစ်ခု setting ချိန်မယ်ဆိုတော့ down arrow နဲ့ခါမှာ PHS ဆိုတာတွေ့ရမယ်ပေါ့နော် PHS ကဘာလဲဆိုတော့ phase sequence setting phase sequence setting ကလည်းအဲ့လိုပဲ on off ဆို2မျိုးရှိတယ်ပေါ့နော်ဒီမှာပြပေးမယ်ပေါ့နော် on off phase sequence setting လည်းအဲ့လိုပဲ3 phase သုံးမယ်ဆိုလို့ရှိရင်ဒီ on မှာပဲထားပေးရမယ်ပေါ့နော်ဒါမှဒါ line 3 line မှာရှိတယ် phase sequence မှန်ဆိုတော့ तू က auto ပြပေးပါပေါ့နော် on ထားပေးမှလား off ထားပေးမယ်ဆိုလို့ရှိရင်တော့ तू ကပြမပေးဘူးအဲ့ဆိုဒီမှာ on ထားလိုက်တယ်ပြီးရင် ammo တစ်ချက်နှိပ်ပြီးအောင်များလို့နှိပ်လိုက်မယ်ပေါ့နော်ပြီးရင် REC ကဘာလဲဆိုတော့ auto reclose setting ဒီ overboard တွေ underboard တွေ over ကားဖြစ်တဲ့အခါမှာ auto အလိုလျောက်ချိတ်ဆက်ပေးမှလားမချိတ်ဆက်ပေးသေးခြင်းမလားပေါ့နော်ချိတ်ဆက်ပေးသေးခြင်းနဲ့ဆိုရင် on မချိတ်ဆက်ပေးသေးခြင်းမို့ဆိုတော့ off ထားပေးပေါ့နော်ဒီမှာတော့ auto ချိတ်ဆက်ပေးမယ်ဆို on ထားလိုက်မယ်နောက် setting တစ်ခုချိန်မယ်ဆိုအောင်များလေးနဲ့ RST ပေါ့နော် RST ကဘာလဲဆိုတော့ factory default setting ကို on off ဆိုပြီးနှိပ်ပြီးရွေးချယ်ပေးလို့ရတယ်ပေါ့နော် factory default ဖြစ်တဲ့အတွက်သူ့ကိုတော့ off ပဲထားပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း on off ပါရပေါ့နော်factory default က on ထားမယ်ဆိုလို့ရှိရင် user က setting တွေအကုန်လုံးကိုချိန်ထားလို့ရှိရင်လည်း factory default ပဲပြန်ဝင်နေမှာပေါ့နော်အဲ့တော့ off ထားပေးလိုက်မယ်ပြီးလို့ရှိရင် ammo တစ်ချက်နှိပ်ပြီးလို့ရှိရင်ဒါ factory default ချိန်ပြီးသွားပြီဆိုရင်အောင်များလို့နှိပ်လိုက်ပါပေါ့နော်ဒါဆိုလို့ရှိရင် PAS ဆိုတာဘာလဲဆိုတော့ password setting လည်းအဲ့လိုပဲ on off ဆိုပြီးရွေးချယ်သုံးလို့ရတယ်ပေါ့နော် password setting ထားခြင်းနဲ့ဆိုရင် on ထားပေးမယ်မထားခြင်းမို့ဆိုရင် off ပေါ့နော်ဒီမှာတော့ password setting on ထားရပေါ့နော်မထားခြင်းမို့ဆိုဒီမှာ off ထားပေးရပေါ့နော်အခုနက on ထားရဲဆို on ပဲပြပေးလိုက်မယ်အဲ့ဆို on ပြီးလို့ရှိရင် ammo တစ်ချက်နှိပ်ပေါ့နော်ammo တစ်ချက်နှိပ်ပြီးလို့ရှိရင်နောက် down arrow လို့နှိပ်တဲ့ခါမှာ pin နံပါတ်ကဒီမှာ13လုံးထားပေးထားပါနော် factory default ပြီးရင် ammo တစ်ချက်နဲ့ဒီကလုံးမှာဒီခုနက13လုံးထားရပါတော့ user 13လုံးထားခြင်းမို့ကိုကြိုက်တဲ့ခဏထားခြင်းနဲ့ဆိုလို့ရှိရင်ဒါဒီ m လေးကိုနှိပ်နေပြီးတော့ကြတော့ပြင်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင် down arrow လေးကိုနှိပ်တဲ့အခါမှာ m ဆိုပြီးတော့ပေါ်လာပေါ့ဒါဆိုရင် setting ချိန်လို့ပြီးသွားပြီပေါ့နော်ဒါ setting ကနေပြီးတော့ပြန်ထွက်မယ်ဆိုလို့ရှိရင်ဒီ m လို့တစ်ချက်နှိပ်ပဲဒါဆိုလို့ရှိရင် setting အားလုံးဒီချိန်နာပြီးသွားပြီသူ့မှာဆိုလို့ရှိရင် line 1 line 2 line 3ဆိုပြီးအပေါ်မှာပြပြီးတော့အောက်မှာကျတော့ line 1 line 3 line 2လို့ဖြစ်နေတာကဒါ phase sequence မှန်တာကိုပြောတာပေါ့နော်ခုနက phase sequence PHS ကို on ထားပေးလို့ဒါမျိုးပြပေးတာပေါ့နော်ဒီညီမတို့စီမှာဆိုလို့ရှိရင်ဒီ ECLA RVVA 3 63 MB 3 phase ကို63 MB ရမယ်100 MB လည်းရတယ်ပေါ့နော်ပြီးရင်125 MB ဆိုပြီးတော့ထုတ်လို့ရောင်းချပေးနေတယ်ပေါ့နော်ဒီအသေးသေးအချက်လက်တွေကိုလည်း user manual ထဲမှာဖော်ပြပေးထားတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်